နေဦးငါအဘူးမို့ချင်းမယ်အခုနေဘူးပြန်လို့ပေါ့နော်ဖုန်းကပြန်မယ်ဒီကနိုင်ဖို့ချင်းနော်ချုံရင်တော့ကောင်းကြတော့โอเคဆောင်းโอเคဒီနေ့မှာတော့ကျွန်တော်24နာရီရေခုကမှနေဖို့အတွက်ချင်းလိုက်လုပ်မှာပါဟိုရေခုလုံချင်လေးတွေကအရင်တင်းကြပ်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ကြားထဲကကျွန်တော်ဘယ်လိုနေမလဲဆိုတာဟောချက်စောင့်မကြည့်ရှုပေးပါအောင်အချိန်ကတော့အခုက8နာရီပေါ့နော်8နာရီကနေစပြီးမှအခုထိုင်မှာစမှတ်လိုက်ပါမယ်ထိုင်မှာစမှတ်လိုက်တယ်အဲ့ဆိုရင်မနေ့ပြန်8နာရီဆိုရင်ပြီးမှာပေါ့နော်အဲ့လောက်ထိကျွန်တော်ညထိနေနေမလားမနေလဲဘူးလားဆိုတော့ချက်စောင့်မကြည့်ရှုပေးပါအောင်ဆိုတော့let's go သွားကြည့်အောင်နော်အပြောလို့မဟုတ်ဘူးကွာငါဘုံငါအောင်ငုံထိုင်ငါရှောက်ဘူးငါဘုံလေးပြီးအဲ့လိုတက်ဟုတ်တယ်တော့ဒီလိုမျိုးတက်ဒီကြောတက်အချိန်ကတော့3နာရီနဲ့49မိနစ်ရှိပါပြီဆက်ပမချပါမယ်မိုးကတော့တနေကုန်ကျော်ရတယ်ဒါပေမဲ့လည်းဒီချမ်းသာကွန်တိုမှာလူတွေအများကြီးလာကူးကြတယ်အများကြီးပဲရှိသေးတယ်ဒီမှာတော့ဒီနေ့ကတော့မိုးအရန်ကြီးပါတယ်ဒီနေ့ကမိုးအရန်ကြီးမှတနေကုန်လုံးမိုးရွာတော့ဗောနော်ကျွန်တော်လည်းတနေကုန်လုံးဒီပါဖြစ်နေရမှာဗောနော်ဒီနေ့ကတော့တနေကုန်ဒီမှာရေကူးလိုက်ရေထဲမှာစိန်လိုက်သမင်းလဲစားလိုက်ဂိမ်းလေးဆုပ်လိုက်နေတနေကုန်နေမှာပါကျွန်တော်ကရေကူးတာကိုကူမှတတ်သွားတာပါသူများကျင့်ပေးတာဟာမရှိဘူးသူများတင်ပေးတဲ့ဟာလည်းမရှိဘူးတချို့လို့ဆိုရေကူးဆရာနဲ့တင်ပေးမှာပဲတတ်တဲ့ဟာရှိပေါ့ဒါပေမဲ့ကျွန်တော်ရေကူးရင်းနဲ့တတ်သွားပါတော့ရေကူးကမှကိုလိုက်ဟောလို့ရင်းနဲ့တတ်သွားပါတော့မိတ်ဆွေတို့ရောကျွန်တော်နဲ့တူတဲ့သူရှိလားနေကိုမလုပ်လားပေါ့channel ဆော့မယ်ဒီလိုဒီခုအခုနေခုပြန်လို့ပေါ့နော်ဖုန်းကပြန်မယ်ဟိုဘက်ရင်ရောက်နေတာဟောပေးတော့ပေါ့ဟိုဘက်ရင်ရောက်တဲ့လူဆိုရင်နေကိုငါ့အဘူးမို့ချင်းမယ်ရောင်းမို့ချင်းမယ်ဒီကနိုင်မို့ချင်းနော်ချုံရင်တော့ကောင်းကြတော့โอเคဆောင်းပြီးတော့ဟုတ်ဆောင်းနော် ready 1 2 3 go ပြီးသွားတော့နိုင်ရတော့ကျွန်တော်နိုင်ရတယ်ဒါပေမဲ့နေချုံရတယ်ဒါပေမဲ့လေမို့ဟောအေးတော့ဝေးတိုက်မလို့ပြောထားမလာခဲ့အေးဝေးတိုက်မစမ်းပေါင်းတော့ဒီနေ့ညီလေးကရှုံးတော့ရတယ်မဲ့လေကိုဟုတ်တော့ဝေးအေးတော့ဝေးတိုက်မှာပေါ့နော်ဒီတော့တော့ခေါင်းဝေးအေးနော်အေးတော့မလားအေးတော့မလားမို့စားမှာလေအေးတော့မလားโอเคတက်တော့မလားဝိသိမလားရမို့ဒီလေးကြက်တော့လေအဲ့ဒါโอเค let's go အဲ့နဲ့ကျွန်တော်ဒီညီလေးကိုအေးဝေတက်လိုက်ပါတယ်ပြီးရင်ရေဆက်ကူပါမယ်ညဘက်ထီကိုရေကူပါမယ်ဒီနေ့မိုးအရန်ကြီးတော့မှဒီနေ့ကိုလုံးဆိုရင်တော့တော်တော်လေးကိုအေးစိတ်သွားတာပဲမိုးကတားရောလို့လေဒီမှာဟိုမှာပြစ်ပြန်တော့စင်ကျွန်တော် challenge လုပ်တဲ့နေ့မှာမိုးကအကြီးရွာဆိုတော့ကန်ကောင်းတွေလိုပဲပြောရမလားမဟုတ်ရင်လည်းကန်ဆူးတွေလိုပဲပြောရမလားမသိတော့ပါဘူးခဏနေရင်ညဘက်အခန်းရောက်တော့မှာပေါ့နော်အမှလုံချွေရေးနဲ့ဘလိုရင်ဆမ်လေးဆိုတဲ့ဟာကိုစောင့်မျှော်ကြည့်ပေးပါအောင်ရှော့လာတယ်ပြီးတော့ရှော့လာတယ်အချိန်ကတော့9နာရီထိုးသွားပြီပေါ့9နာရီဆိုရင်
9နိုင်ဆိုပြည့်ဘူးနော်9နိုင်ဆိုပြည့်ပြီနဲ့လည်းကျွန်တော်ကတော့ဒုံးပြအောင်ဆက်မရှိနေအောင်ပါပါပြီးသွားလိုက်နေအခုတော့ဒီညစာအတွက်မုတ်တွေအေးတွေဝင်နေပါတယ်သူတို့ဆရာတော့ security ကအရင်တင်းကြပ်ပေါ့နော်ဟိုတော့ဒီကွန်ဒိုမှာတခုဝင်ထားဖို့လေအဲကြောင့်ဒီအခုအရင်ကိုတင်းကြပ်တယ်တင်းကြပ်နေတဲ့အချိန်မှာရောက်နေပေါ့နော်ဒါကတော့ဟိုတော့ကျွန်တော်အင်ကိုတခုဝင်လာတဲ့ချိန် CCTV နဲ့ရိုက်ထားတာပေါ့နော်ဒါကတော့သူပစ္စည်းပဲဖုန်းတွေအကုန်ယူပြီးမှဆင်းလာတဲ့ချိန်ပြင်ရိုက်ထားတာပေါ့နော်အားကြောင့်လုံချုံရဲ့အခုနောက်ပိုင်းအရန်စစ်လာရေပါလည်းမကူခဲညပဲကြရင်အဲ့ထိုးဝင်တယ်ကျွန်တော်တို့အိမ်မှာပဲဝင်ထားပါတော့အဲ့ဒါလည်းကျွန်တော်အိမ်ကပစ္စည်းတွေဖုန်းတွေကစပတ်စံတွေကစအောင်ယူတော့ပါတော့ဆိုတော့ရေခုခံဘက်ကိုပြန်ဆက်ကြပါစို့တင်ညဆောက်ဖို့တော့ဒီမှာ ready ဖြစ်ပြီပေါ့နော်ညတော့ဒီကနေ့ဖြစ်ကြမှာပေါ့နော်ခုစေနိုင်ရင်လည်းကုမရှိဘူးပေါ့နော်စေနိုင်ခုမှစပါမယ်ရေကတော့နွေးနေရပဲအပြင်မှာဒါအေးတယ်လို့ပါလို့နဲ့ရာဒီကိုသူကနေအေးချင်တယ်ဒါပေမဲ့လည်းရေကန်သေးရောက်သွားတဲ့အချိန်မှာတော်တော်လေးနွေးမှတော်တော်လေးနေလို့ကောင်းတယ်ဒီလိုမျိုးတို့မလုပ်တဲ့ဟာကိုလုပ်တဲ့အတွက်တကယ်ကိုစိတ်လှရှားပါတယ်နောက်မှာတယောက်ကဖြစ်လာလုံချုံရေးတင်တယ်အဲ့ဒါဖုန်းပြောရင်းနဲ့ဖြစ်လာတာသူကမြင်တော့မမြင်ကျွန်တော်ဒီဘက်မှာကိုးနေဆိုတော့လေတေးသေးလေးကူးနေတော့သူမြင်ဘူးပေါ့နော်ဒါပေမဲ့သူဒီဘက်ပြန်လာတဲ့ချိန်ကျရင်တွေ့ပါဆိုလို့ဆိုမှကျွန်တော်ဖြည်းဖြည်းလေးနဲ့အပေါ်ပြန်မှတက်လိုက်တာပေါ့နော်တက်ပြီးမှနည်းနည်းပြန်မှပုံးနေတာပေါ့သူတို့မမြင်အောင်ဆိုမှဒီဘက်မှာခုအရင်ကဆိုဒီမှာ security ရှိဒီမှာအခုဒီမှာဘာမှမရှိဘူးသူအရင်တင်းကြတယ်ပေါ့နော်ဒီထဲမှာဟိုတော့ဒီဝန်ဒိုမှာတခုဝင်တော့တဲ့ကိစ္စနဲ့အဲ့နဲ့အရင်တင်းကြတော့ security ကလုံးဝမကူခွင့်မပေးဘူးကူခွင့်မပေးဘူးနော်ဒါမှကျွန်တော်တိတ်လေးဝင်တာဆိုတော့လေဒီဘာမှမရှိဘူးကျွန်တော်ကြောက်တယ်ပေါ့နော်ဒီညတော့ဖြစ်ကြနေပါလားမသိဘူးမိသွားရင်တော့မလွယ်ဘူးကျွန်တော်ဟိုမှာ security ရှိရဲအဲ့တစ်ချက်ပြပေးမယ်ဟိုမှာကိုမခိုင်းရပါတော့ကျွန်တော်ဒီကအချမ်းကနေစတင်နေနေရအောင်အချမ်းနေထိုင်နေပါအခုတော့အချိန်ကညတနားရီရောက်သွားပြီပေါ့နော်ညတနားရီနဲ့12မိနစ်ထဲမှာရောက်သွားပါပြီဟိုအချိန်ကားဖြစ်ဆိုရင်ကကျွန်တော်ကဟို18နာရီတော့ထိဆော့လိုက်ပြီပေါ့နော်ညလေးကနေဒီနေ့မနေ့ကတည်းကနေဆိုတော့18နာရီလောက်ထိဆော့လိုက်တယ်ကိုကတနားရီနဲ့12မိနစ်ရှိဘူးနော်ပြီးမှလည်းကိုဆက်မှသွားမှာပေါ့နော်ဒီကတော့တော်လေးအေးလာပြီပေါ့နော်မင်းပြန်လည်းဆက်မှသွားရအောင်ဆိုတော့ဆက်မှပြေးသွားပါဦးမယ်ဘိုင်ကြောက်ချင်ပါပဲဆိုတော့ကိုနေပါလေကျင်းတာလာနော်ဘင်းနမမတူရှောက်လာတယ်ဘင်းနမရှောက်လာတယ်အနောက်မှာတူရှောက်လာတယ်လုံချင်ရေးလာပြီးဟဲ့အောင်ကဲတော့ထတော်ဆန်းဆိုတော့ပြောမယ့်ဟာကိုကြောက်နေရပါတော့ကျတော့မြင်သွားရင်ကိုတက်ကျွန်တော်ထိုင်တရားတော်မတင်အိုးအချိန်ပြီးသွားပြီပဲနောက်ဆုံးတော့24နာရီအချိန်ပြီးသွားပြီ
24နိုင်အချိန်ပြီးတော့နောက်ဆုံးတော့ mission complete ဖြစ်သွားပြီပေါ့နော်အခုကအချိန်ကတော့24နိုင်ပြီးသွားပါပြီကျွန်တော်မနေ့ကနေမနေ့တော့ကနေနေရအခု24နိုင်ပြီးသွားပြီဒီနေ့အခုကမနေ့8နိုင်ပေါ့နော်အခုအချိန်ပြီးသွားပြီဆိုတော့နောက်ဆုံးတော့ကျွန်တော် mission complete ဖြစ်သွားပါပြီနောက်ဆုံး24နိုင်ကိုလုံးဝကျွန်တော်နေနိုင်ဖြစ်ပါတယ်ကြည့်ပါအောင်အချိန်ကို yes let's go အခုကအမီနော်ဖြစ်တော့ yes let's go အခုရေခုကမှ24နိုင်နေတဲ့အတွက်ဘယ်လိုခံစားရလဲဆိုရင်တော့လူကတော့တော်တော်ပြင်ပန်းတယ်အရန်အိတ်ချင်တယ်ပြီးတော့ဘိုက်လည်းအရန်စားတာပေါ့နော်ဆိုတော့အခုအရန်အိတ်ချင်တော့တော့အိတ်ကြတာပေါ့ let's go